မိတ်ဆွေထမင်းစားပွဲဝိုင်းတစ်ခုကနေလူတစ်ယောက်ရဲ့အနာဂတ်ကံကြမ္မာကိုဖတ်ရှုလို့ရနိုင်တယ်ဆိုတာသင်ယုံပါသလားမိတ်ဆွေရဲ့နေ့စဉ်စားတောက်နေတဲ့အမှုအကျင့်လေးတွေကသင်ရဲ့ကံဉာဏ်ဝိရိယနဲ့စီးပွားဥစ္စာအပေါ်ဘလောက်တောင်တက်ရောက်မှုရှိနေလဲဆိုတာသတိထားမိပါရဲ့လားပြီးတော့သင်ဘေးနာကလူတွေရဲ့စစ်မှန်တဲ့စိတ်နေသဘောထားကိုထမင်းစားပွဲမှာဘလို့အကဲခက်ရမလဲဆိုတာသင်သိကျင်ပါသလားကျွန်တော်တို့ဓမ္မ Light Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဟာအလွန်နှက်နဲပြီးလူတိုင်းအတွက်အရေးကြီးလာတဲ့ခေါင်းစဉ်တစ်ခုကိုဆွေးနွေးတွားကြမှာဖြစ်ပါတယ်လူအတော်များများကကျွန်တော်ကိုယင်ဖွင့်ကြတယ်လောကကြီးကရှုပ်ထွေးလွန်းတယ်လူတွေကဟန်ဆောင်ကောင်းလွန်းတယ်မျက်နာကိုမြင်ရပေမဲ့စိတ်ကိုမမြင်ရဘူးလို့ပြောကြတယ်တခါကလေးကိုကယုံကြည်ပြီးကူညီလိုက်ပေမဲ့ကိုယ့်စီကငွေလိမ်သွားတဲ့သူတွေသက်စာဖောက်သွားတဲ့သူတွေရှိကြတယ်လူတစ်ယောက်ရဲ့စစ်မှန်တဲ့သဘောတဘာဝကိုမြင်အောင်ကြည့်ဖို့နီလန်းရှိလားလို့မေးကြတယ်ရှိပါတယ်မိတ်ဆွေအဲ့ဒီနီလန်းကတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနေ့စဉ်ထမင်းဝိုင်းတွေထဲမှာပဲရှိနေတာပါရှေးလူကြီးတွေကပြောကြတယ်အစာအာဟာရဆိုတာအသက်သခင်ပါတဲ့ဒါပေမဲ့စားတောက်ခြင်းဆိုတာအသက်ရှင်ဖို့တတ်မဟုတ်ပါဘူးလူတစ်ယောက်ဟာအစာစားနေတဲ့အချိန်စိတ်လက်ပေါ့ပါနေတဲ့အချိန်မှာသူတို့ရဲ့ပြုစုပြောထောင်မှုစိတ်နေသဘောထားအဆင့်အတန်းနဲ့ကံကြမ္မာအလားအလာအားလုံးဟာဖုံးကွယ်ထားလို့မရအောင်ပေါ်လွင်လာတတ်ပါတယ်ဒါကိုရှေးပညာရှိတွေကထမင်းစားပွဲပေါ်ကလူကဲခတ်ခြင်းလို့တင်စားကြပါတယ်လူတစ်ယောက်ဟာအပြင်မှာအစကားတွေအကြီးကြီးပြောနေနိုင်ပေမဲ့သူ့ကိုကြိုက်လိုက်တဲ့အချိန်ထမင်းဝိုင်းကိုရောက်သွားတဲ့အချိန်မှာတော့သူ့ရဲ့မသိစိတ်သေးကလောဘဒေါသမောဟတွေဟာထိန်းချုပ်လို့မရအောင်ထပ်ပေါ်လာတတ်ပါတယ်ဒီနေ့မှာတော့ထမင်းစားပွဲဝိုင်းမှာတွေ့ရတတ်တဲ့အပြက်သဘောဆောင်တဲ့လူစား၅မျိုးအကြောင်းကိုအသေးစိတ်တင်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးလူစားမျိုးကတော့အတ္တကြီးပြီးတကိုယ်ကောင်းဆန်စွာစားတောက်တတ်သူတွေပါပဲမိတ်ဆွေဒီလိုလူမျိုးကိုကြုံမှာပါဟင်းပွဲချခါဆဲပဲရှိသေးလေပကန်းတောင်နေရတကြမချရသေးဘူးသူ့ရဲ့တူကဟင်းပွဲစီရောက်နေပြီဒါတင်မကဘူးသူကဟင်းပွဲတွေကအကောင်းဆုံးဈေးအကြီးဆုံးအပိုင်းတွေကိုပဲရွေးစားတတ်တယ်ဝတ်သားဟင်းဆိုရင်အသားတွေကိုပဲရွေးနှိုက်ပြီးအစီတွေကိုသူများအထက်ခြံထားခဲ့မယ်ကြက်သားဟင်းဆိုရင်ဘာစကားမှမပြောပဲကြက်ပေါင်နဲ့ချောင်းလုံးကိုသူ့ပကန်းထဲကောက်ထည့်လိုက်မယ်ဝိုင်းထဲမှာရှိတဲ့လူကြီးတွေဧည့်သည်တွေခလေးတွေကိုလုံးဝဂရုမစိုက်ဘူးသူ့မျက်လုံးထဲမှာဒီဟင်းတွေကသူ့တယောက်တည်းအတွက်ချက်ထားတယ်လို့ပဲဒီလိုလူမျိုးဟာအပေါ်ယံကြည့်ရင်လောဘကြီးတယ်ရိုင်းဆိုင်တယ်လို့ထင်ရပေမဲ့အိုင်ချင်ပညာအရာကြည့်ရင်တော့သူတို့ဟာရေရှည်မှာဆုံးရှုံးမှုတွေနဲ့ကြုံရမယ့်လူတွေပါသူတို့ဟာသူများအကျိုးကိုပျက်စီးပြီးကိုကျိုးစည်းဝါးကိုရှာတတ်တဲ့အမှုအကျင့်ရှိနေတယ်တိုင်းရင်းတဲ့ပညာသဘောဆိုရင်တော့ဒီလိုလူတွေဟာအစာရည်အားကောင်းပြီးဘေးလုံးအားနည်းသူတွေလို့သတ်မှတ်ထားတယ်လူချင်းတတ်မှတ်ခြင်းကအရန်ကြီးမားပေမဲ့အဲ့ဒီစန္ဒတွေကိုထိန်းကျောင်းနိုင်တဲ့စိတ်သက်ခွန်အားကမရှိဘူးဒီလိုလူတွေနဲ့စီးပွားဖတ်လုံရင်မိတ်ဆွေကိုအမျက်ထုတ်ဖို့ဝန်လေးမှာမဟုတ်ပါဘူးတခါကဖြစ်ရမှန်ဇလန်းလေးရှိတယ်ကုမ္ပဏီပိုင်ရှင်တထေးကြီးတယောက်ကရုံးခွဲတစ်ခုအတွက်မန်နေဂျာရွေးချယ်ချင်းတောင်ကြောင်းအရေးအချင်းရှိတဲ့လူငယ်တယောက်ကိုထမင်းဖိတ်ပြီးအကဲခတ်ခဲ့တယ်ထမင်းဝိုင်းမှာ9ပေါင်းဟင်းတပွဲပါလာတယ်ဟင်းချလိုက်နဲ့အဲ့ဒီလူငယ်ကလူကြီးကိုမမေးမြန်းပဲ9ရဲ့အနုညံဆုံးဘိုက်သားကိုချက်ချင်းနှိုက်ယူပြီးစားလိုက်တယ်ဒီအပြုတ်အမှုတစ်ခုထဲနဲ့တိုင်းတထေးကြီးကသူ့ကိုမရွေးချယ်ဖို့ဆုံးဖြတ်လိုက်တယ်ဘာကြောင့်လဲဆိုတော့ထမင်းဝိုင်းလူတင်းငယ်တဲ့ကိစ္စမှာတော့ကိုယ်စိတ်ကိုမထိန်ချုပ်နိုင်သူ့တပားကိုမငဲ့ညာတတ်ဘူးဆိုရင်အာဏာရလာတဲ့အခါကုမ္ပဏီရဲ့အကျိုးစီးပွားကိုကိုယ်အိတ်ထဲထည့်ဖို့ဝန်လဲမှာမဟုတ်ဘူးလို့ပါတကယ်လေနောက်ပိုင်းမှာအဲ့ဒီလူငယ်ကတခြားကုမ္ပဏီတစ်ခုမှာငွေစည်းရင်းအလွဲသုံးစားမှုနဲ့အဖမ်းခံခဲ့ရတယ်ဒါကြောင့်မိတ်ဆွေတို့ရဲ့သားသမီးတွေမှာဒီလိုအကျင့်ရှိရင်ချက်ချင်းပြုပြင်ပေးပါအရသာရှိတဲ့အစာအာဟာရကိုမျှဝေစားတောက်တတ်ဖို့သင်ပေးပါဒုတိယလူစားမျိုးကတော့မောက်မာပြီးအနိုင်ကျင့်တတ်သူတွေဖြစ်ပါတယ်ဒီလိုလူတွေကပိုပြီးကြောက်စရာကောင်းပါတယ်သူတို့ကတကိုယ်ကောင်းဆန်ယုံတယ်မကဘူးကြမ်းထမ်းကအမှုအရာပါရှိတတ်တယ်စားတောက်ဆိုင်ဝန်တန်းတွေအပေါ်အယမ်းစစ်ဆန်ရေးဆိုးတယ်သူတို့ပတ်စံပေးချတာမို့လို့သူတို့ကဖျားသခင်လို့ထင်နေကြတယ်ဟင်းချတာနည်းနည်းနောက်ကျတာနဲ့စပွဲကိုထုတ်ရိုက်မယ်
or hit ဆဲဆိုမယ်ဒါပေမဲ့သူတို့ထက်တာတဲ့လူအာနာရှိတဲ့လူနဲ့တွေ့ရင်တော့ချက်ချင်းမျက်နှာပြောင်းပြီးဖားတကြပရန်တာဒိုင်ယန်ဗစ်ပညာအရာဆိုရင်တော့ဒီလိုလူတွေဟာအသေးမီအရေးမြောင်းနေသူတွေလို့သတ်မှတ်ထားတယ်စိတ်ထဲမှာဒေါသတွေမလုံခြုံမှုတွေပြည့်ညတ်နေတာပြီးတော့အဲ့ဓာတွေကိုပောက်ခွဲဖို့နေရာရှာနေတာဖြစ်ပါတယ်အားနည်းတဲ့စားတောက်ဆိုင်ဝန်တန်းတွေဟာသူတို့ရဲ့ဒေါသထွက်ပေါက်ဖြစ်လာကြတယ်သူတို့ရဲ့အတွင်းစိတ်ဟာတကယ်တော့တင်ငယ်နေတာပါသူတပားကိုနှိမ်ချော့မှာကိုအထင်ကြီးနိုင်တဲ့တနာစရာလူတွေပါ ရှေးပညာရှိတွေကပြောဘူးတယ်လူကြီးလူကောင်းဆိုတာညီညွတ်မှတ်တမှုကိုဦးစားပေးတယ်လူရုပ်မှာကတော့အုပ်စုဖွဲ့သည်အနိုင်ကျင့်မှုမဲ့စဉ်းစားတယ်တဲ့ဇလန်းလေးတစ်ပုဒ်ပြောပြမယ်တခါကပညာရှင်တယောက်နဲ့တထေးတယောက်ခရီးသွားရင်စားတော့ဆိုင်မှာဆုံးကြတယ်တထေးကဟင်းမကောက်လို့ဆိုပြီးစပွဲထိုးကိုရိုက်နှက်ဆဲဆိုနှူးကြည့်မှာပညာရှင်ကတော့စပွဲထိုးလေးကိုရင်ရင်ကြီးကြီးဆက်ဆံပြီးကျမ်းမီပေါ်ကျသွားတဲ့သူကိုတောင်ကောက်ပေးခဲ့တယ်နှစ်တွေကြာတော့ပညာရှင်ကယာထူးကြီးရလာပြီးတထေးကတော့စီးပွားပြက်ပြီးလမ်းဘေးရောက်သွားတယ်တနေ့မှာတထေးကအစာတောင်းဖို့စားတော့ဆိုင်ကဆိုင်ကိုရောက်သွားတော့ဆိုင်ပိုင်ရှင်ဖြစ်နေတဲ့ဟိုတုန်းကစားတော့ထိုးလေးကမှတ်မိပြီးမောင်းထုတ်လိုက်တယ်ဒါပေမဲ့ပညာရှင်ရောက်လာတဲ့အခါမှာတော့အကောင်းဆုံးဧကန်ကျွေးမွေးခဲ့တယ်ဒါဟာဝတ်ဆိုတာလဲတတ်တဲ့သဘောပါပဲတတိယလူစားမျိုးကတော့ကြွားဝါပြီးကိုထင်ပေါ်ခြင်းသူတွေပါထမင်းဝိုင်းထိုင်လိုက်တာနဲ့သူတို့အတွက်စင်တင်ပွဲကြီးဖြစ်သွားပါတော့တယ်ဘသူကမှစကားပြောခွင့်မဖေးဘူးသူတို့ဘလောက်ချမ်းသာကြောင်းဘလောက်အဆက်အသွယ်ကောင်းကြောင်းဘဲတထင်းနဲ့မနီးကပဲအရက်တော့ခဲကြောင်းတွေကြီးပြောနေတော့တာပါပဲနာယီကဘလောက်တန်တယ် project ကဒေါ်လာတန်းချီတယ်ဆိုပြီးအာပေါင်အာရင်တန်နဲ့ပြောနေတတ်တယ်တကယ်တော့ရေ PO ကဘောင်ပင်မခတ်ပါဘူးတကယ်တော်တဲ့သူတကယ်ပြည့်ဝတဲ့သူတွေကနှိမ်ချစွာနေတတ်ကြပါတယ်အမြဲတမ်းကြွားဝါနီးသူတွေဟာအတွင်းစိတ်မှာတိမ်ငယ်စိတ်ဖြစ်နေလို့သူများအထင်ကြီးခံရမှနေသာထိုင်သာရှိလို့အော်ဟစ်နေကြတာပါအိုင်ချင်းပညာမှာငကားဟာကွင်းမြေမှာရှိနေတယ်ဆိုတဲ့သဘောတရားလိုပါပဲစစ်မှန်တဲ့စွမ်းနာရှင်တွေကမမြင်ရတဲ့နေရာမှာပဲရှိနေတတ်ပါတယ်ကြွားဝါကြီးဟာကိုယ့်ရဲ့စွမ်းနံတွေကိုဖြန့်ကျဲပစ်လိုက်တာနဲ့တူပါလေစတုထလူစားမျိုးကတော့တန်ရှင်းမှုမရှိစီးကမ်းမဲ့စားတောက်သူတွေပါဒါကရိုးရှင်းတဲ့တကူရေးတန်ရှင်းရေးကိစ္စလို့ထင်ရပေမဲ့တကယ်တော့လူတစ်ယောက်ရဲ့အဆင့်အတန်းကိုဖော်ပြနေတာပါအစာစားရင်ဝါးတဲ့အတန်းတွေတပြက်ပြက်ညီအောင်ဝါးမယ်ပါဇက်ထဲအစာတွေအပြည့်နဲ့စကားတွေပြောမယ်တတွေးတွေလွင့်စင်မယ်အယိုးတွေအစာကျွဲစာကြမ်းတွေကိုစပွဲပေါ်တန်းကနေထွေးချမယ်ပိုဆိုးတာကဟင်းပကန်းတဲ့ကိုကိုတူနဲ့မှွေးနှုတ်ပြီးကိုကြိတ်တာရွေးယူတာမျိုးပေါ့ဒီလိုလူတွေနဲ့အတူစားရတာစိတ်ပျက်စရာကောင်းလာပါတယ်တိုင်းရင်စေးပညာအရယောဂဆိုတာပါဇက်ကဝင်တယ်လို့ဆိုပါတယ်တန်ရှင်းမှုမရှိခြင်းဟာကိုကျန်းမာရေးကိုထိခိုက်စေယူမကဘဲလူတွေကိုပါစိတ်အနှောက်အယှက်ဖြစ်စေပါတယ်ဘဲတထေးဘဲလုပ်ငန်းရှင်မှဒီလိုအစစ်မတမ်းမရှိတဲ့သူမျိုးနဲ့လက်တွဲခြင်းမှမဟုတ်ပါဘူးဒါကြောင့်ဒီလိုအကျင့်ဆိုးတွေကကိုယ့်ရဲ့အောင်မြင်မှုလမ်းကြောင်းကိုပိတ်ဆို့စေပါတယ်နောက်ဆုံးပင်စမှုလူစားမျိုးကတော့ကတ်ဆေးနှိမ့်ပြီးတွက်ကတ်တတ်သူတွေပါသူတို့ကတော့ထမင်းစားပြီးတော့ပိုက်ဆံရှင်းရမယ်ဆိုရင်အိတ်သာသွားခြင်းအောင်တတ်တယ်ဖုံးပြိုးခြင်းအောင်ဆောင်တယ်ဖနက်ကျူးငုံချီနေတတ်တယ်သူများရှင်းမယ်ဆိုရင်တော့ဈေးအကြီးဆုံးဟင်းတွေမာစားမယ်ကိုရှင်းရမယ်ဆိုရင်တော့ပိုက်ဆံမပါလို့ဆိုပြီးသူများကိုစိုက်ရှင်းခိုင်းမယ်ပြီးရင်ပြန်မပေးတော့ဘူးဒီလိုလူတွေဟာရေတိုမှာတော့ငွေနဲနဲတက်တာသွားနိုင်ပေမဲ့ရေရှည်မှာတော့လူများရဲ့ယုံကြည်မှုတိတ်ခါနဲ့ကိုယ့်ရဲ့တန်ဖိုးတွေကိုဆုံးရှုံးလိုက်ရတာပါအိုင်ချင်းမှာအရှုံးကနေအမျက်ထွက်တယ်ဆိုတဲ့သဘောရှိတယ်ပေးကမ်းခြင်းဆိုတာရယူခြင်းရဲ့အစပါပဲတငယ်ချင်းမိတ်ဆွေတွေပေါ်ရေစောမှုမရှိတဲ့သူအသေးစိတ်လေးတွေကစတွက်ကတ်နေတဲ့သူဟာကြီးပွားချမ်းသာဖို့ခက်ခဲပါတယ်ဇာလန်းလေးတစ်ပုဒ်ရှိတယ်တငယ်ချင်းနှစ်ယောက်ဖြစ်တဲ့မောင်နန်နဲ့မောင်မင်းတို့အတူတူအလုပ်လုပ်ကြတယ်မောင်နန်ကသမင်းစားတိုင်းသူကပဲအငြင်းရှင်းလိရှိတယ်မောင်မင်းကတော့ပိုက်ဆံရှင်းရမယ့်အချိန်တိုင်းပိုက်ဆံအေးခွေမေ့ချမ်းခဲ့တယ်လို့ပိုက်ဆံမပါတယ်လို့လုပ်တတ်တယ်ကြာလာတော့မောင်နန်ကဘာမှမပြောပေမဲ့မောင်မင်းနဲ့တဖေးမင်းနဲ့ခတ်ခွာနီးလာတယ်နောက်ပိုင်းမှာမောင်နန်ကသူ့ရဲ့ရေစောမှုရိုးသားမှုကြောင့်မိတ်ဆွေပေါ်များပြီးစီးပွားရေးအောင်မြင်လာတယ်မောင်မင်းကတော့သူ့ရဲ့တွက်ကတ်တဲ့စိတ်သက်ကြောင့်ဘယ်သူမှမပေါင်းချင်ကြတော့ပဲအထီးကျန်ပြီးကြရှုံးသွားခဲ့ရတယ်ဒါကြောင့်မိတ်ဆွေထမင်းစပွဲဆိုတာကိုယ့်ရဲ့စိတ်နှီးသဘောထားကိုပြုပြင်ဖို့အကောင်းဆုံးနေရာပါပဲကျွန်တော်တို့ဘာလုပ်တင်တယ်လဲအဓိကစိတ်ထား၃ခုကိုမွေးမြူပါအတက်ဆုံးရိုးသေးလေးစားမှုထမင်းကိုတန်ဖိုးထားပါလယ်သမားတွေချက်ပြုတ်သူတွေကိုကျေးဇူးတင်ပါအကြီးအကဲတွေကိုဥချပြီးမှစားပါတန်ရှင်းစင်ကြယ်မှုစားတောက်တဲ့အခါမှာတတ်တတ်ရရရှိပါစေ
စိတ်ထားကိုလည်းတန့်ရှင်းအောင်ထားပါအသိအဖြောင်းတွေမကောင်းတဲ့စကားတွေထမင်းစပွဲမှာမပြောပါနဲ့တည်ငြိမ်အေးချမ်းမှုအလိုတကြီးမစားပါနဲ့ဖုံးကြည့်နေရင်စိတ်တွေလွတ်နေရင်မစားပါနဲ့အစားအစာရဲ့အရသာကိုခံစားပြီးတည်ငြိမ်စွာစားသုံးပါနောက်ဆုံးမှာဆရာဝန်ကြီးတယောက်ရဲ့ဇက်လန်းလေးနဲ့နှီးကုန်းချုပ်ခြင်းပါတယ်ဆရာဝန်ကြီးကလူငယ်လေးကိုထမင်းဖိတ်ကျွေးတုံးဟင်းကြီးပကံဖိတ်ထွားတယ်သူကအော်ဟစ်ဆဲဆိုတာမျိုးမလုပ်ဘဲတစ်ရှူလေးနဲ့တည်ငြိမ်စွာတုတ်လိုက်တယ်ပြီးတော့ပြုံးပြုံးလေးနဲ့မင်းတို့ကြိုးစားထားတဲ့ကွက်ကိုဂုံယူပါတယ်လို့ပြောပြီးအားပေးခဲ့တယ်အဲ့ဒီထမင်းဝိုင်းလေးကလူငယ်တွေအတွက်ဘလောက်တောင်နှွေးထွေးလိုက်မလဲဒါဟာစစ်မှန်တဲ့ကိုကြည့်ဘောပါမိတ်ဆွေတို့လည်းဒီနေ့ကစပြီးထမင်းစပွဲမှာကိုယ့်ရဲ့အမှုအညစ်တွေကိုတတိထားပြုပြင်ခြင်းနဲ့ကောင်းမွန်တဲ့ကံကြမ္မာတွေကိုတီးဆော့နိုင်ကြပါစေဒီဗီဒီယိုလေးကနေအသိပညာတစ်ခုခုရလိုက်တယ်ဆိုရင် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲကိုစိတ်နှဖျားကျဲမှာချားတာကြပါစေ